အားလုံးပဲမင်္ဂလာပါဒီနေ့မှာဒီ Road Channel နဲ့တကီယိုပွဲကိုအနည်းငယ်လေး review လုပ်ပေးချင်ပါတယ်အဲ့တော့အခုလောလောဆယ်မှာဒီ Road Channel တယောက်ဟာဒီ One Champion ရှိနေအတော်လေးပြည်ထနာကြီးဆိုင်နေရပါတယ်အဲ့တော့ဒီ Road Channel နဲ့တကီယိုပွဲကိုကြည့်ဖို့အားပေးဖို့အတွက်တချို့လူတော်တော်များများကဒီ ticket ဒီလက်မှတ်တော်မှာကျူတင်ဝေထားပြီးအဲ့တော့ဒီလိုဝေထားပြီးတဲ့အပေါ်မှာဒီပွဲဟာတကယ်ဖြစ်လာနိုင်မလားဒါမှမဟုတ်ဒီပွဲဟာတကယ်ရုတ်သိမ်းသွားတော့မှလားပွဲပြတ်တော့မှလားဆိုတဲ့ပုံမှာဒီပရိသတ်တွေကတော်တော်လေးရီခုန်နေပါတယ်တော်တော်လေးစိတ်မကောင်းဖြစ်နေပါတယ်အဲ့တော့ဒီ Road Channel နေရာမှာတခြားတယောက်အစားထိုးလာမလားဆိုတဲ့ပုံမှာလဲစိတ်တွေလှုပ်ရှားနေပါတယ်ဒါပေမဲ့အခုမှပဲဒီ One Champion post တခုမှာဒီOne Championship ကတတိယခုထွက်လာပါတယ်အဲ့တော့ဒီပွဲဟာဖျက်သိမ်းဖို့အဆင်စီမရှိဘူးတဲ့ဒီပွဲဟာ Road Channel နဲ့တကီယိုပွဲဟာ April 29 ရက်မှာဖြစ်ဖို့အတည်ပြုလိုက်ပါပြီ confirm လုပ်လိုက်ပါပြီဆိုတဲ့သတင်းထွက်လာတယ် okay